တင်ခမအာနိုဟီတိုအဲ့ဒီလူဟိုလူပေါ့ဗျာအာနိုဟီတိုအဲ့ဒီလူဟိုလူအာနိုခါတာအဲ့ဒီပုဂ္ဂိုလ်ဟိုပုဂ္ဂိုလ်အာနိုခါတာအဲ့ဒီပုဂ္ဂိုလ်ဟိုပုဂ္ဂိုလ်လက်ညှိုးလန်းထိုးတယ်ပေါ့ဗျာစံဥဒေါ်ဥမာတရားရဲ့နာမည်ခေါ်မယ်ဆိုရင်မြဆန်းတဏခါဆန်းမိသားဆန်းစရှိတဲ့သူများနာမည်ခေါ်ရင်စံထည့်မယ်ကျေးဇူးပြုရဲ့ကိုတော့စံလုံးဝမထည့်ပါနဲ့တော့ဥမာကျွန်တော်ကြည်စန်းဆိုတော့ဝတ္တရှိဝကြည်စန်းတဲ့ရပြီကျွန်တော်ကြည်စန်းဆိုပြီးပြီအဲ့တော့ကိုစံထည့်ပြီးတော့ဘလို့မှပြောလို့နားထောင်လို့မကောင်းပါဘူးဟိုမိတ်ဆွေကလည်းကိုနာမည်နောက်မှာမဖြစ်မနေလုံးဝစံမထည့်ဘူးကိုပြောတဲ့အခါမှာစံမထည့်ဘူးသူများတော့ခေါ်ရင်တော့စံထည့်ကောင်မှာတေးကြတယ်မိတ်ဆွေကတော့ကိုယ့်ရဲ့နာမည်နောက်မှာစံထည့်ပြီးတော့မတုံးလုံးပါနဲ့လို့မေတ္တာရက်ခံပါစံဥဒေါ်ချင်းနေရတဲ့ပေါင်းတော့ချင်းနေရတဲ့ပေါင်းတော့ချနဲ့ဦးနဲ့ပေါင်းတော့ကြံလို့လည်းပြောတယ်ကြံလို့လည်းတန်တော့တယ်ကြံမောင်းတို့မအငယ်လေးတွေပြောတယ်ဟိုမှာတာလို့ကြံပုံကြံတုံကြံတဲ့ကလေးအငယ်လေးတွေကိုခေါ်တဲ့အခါမှာကြံလို့ခေါ်တယ်ဒါပေမဲ့တစ်ခါတည်းကျရင်အချစ်စနိုးနဲ့အဖွားလေးဖိုးလေးလို့ကျွန်တော်လည်းခေါ်ကြရမလား။အိုဘာကျန်း၊အိုကြီးကျန်းနဲ့ပုံစံမျိုးလေးကျွန်တော်တို့ခေါ်ကြတယ်။အဲ့ဒါချစ်စနိုးလေးလို့ကျွန်တော်ပြောရင်တော့ပိုအဆင်ပြေမလားမသိဘူး။အဲ့တုံလေးဘုံလေးတွေတုံကျန်းဘုံကျန်းဒါပေမဲ့ကျွန်တော်မြန်မာဝါရရတော့မောင်စင်းခေါ်တဲ့ပုံစံမျိုးလေးပြောရဆိုရင်နည်းနည်းရေရောကျွန်တော်ချန်ခေါ်လို့မကောင်းပါဘူး။ကျွန်တော်ဒီမှာဖြည့်စွက်မယ်လေးပါဗျာ။ဖွားလေးဖိုးလေးတုံလေးဘုံလေးစသဖြင့်လေးကျန်းနောက်တစ်ခုကကြီးရှီယိုဒါကိုတင်တော့ကြီးနဲ့ဦးနဲ့ပေါင်းတော့ဂျင်းလူမျိုးမြန်မာဂျင်းdes မြန်မာလူမျိုးပါနီဟွန်ဂျင်း des ဂျပန်လူမျိုးပါချူကိုခုဂျင်း des တရုတ်လူမျိုးပါဆို des ဖြစ်ပါလို့ပြောတာမျက်နှာတင်ရမယ်နော်စင်စေဆရာမဆရာမခီးနဲ့ရောနဲ့ပေါင်းတော့ခေါ့ခီးနဲ့ရောနဲ့ပေါင်းတော့ခေါ့နဲ့ဦးနဲ့ပေါင်းတော့ခေါ့ခီးနဲ့ရောနဲ့ပေါင်းတော့ခေါ့နဲ့ဦးနဲ့ပေါင်းတော့ခေါ့အနောက်ပါလေခေါ်ရှိကျောင်းဆရာကျောင်းမှာစာသင်တဲ့ဆရာမတွေကိုခေါ်ရှိလို့ခေါ်တယ်သူတို့ခေါ်လဲကျွန်တော်ဘယ်လိုခေါ်လဲစင်စေလို့ခေါ်တယ်ကျွန်တော်ဆရာဝန်တွေကိုတွားပြလို့ရှိရင်ကျွန်တော်မြန်မာတွေဘယ်လိုခေါ်လဲဆရာလို့ပေါင်းဆရာကျွန်တော်ဒီဟာကြည့်ပေးပါဦးခင်ဗျာဆရာလို့ခေါ်ရမှာလားစင်စေဆရာဝန်လဲစင်စေလို့ခေါ်မယ်အခုကျောင်းဆရာတွေခေါ်ရှိကိုလဲစင်စေလို့ခေါ်မယ်ပြောမယ်ဆိုရင်တော့ခေါ်ရှိကကယ်ရီယာသူရဲ့အလုပ်ကံပါဗျာဒါပေမဲ့သူ့ကိုနန်းစားခေါ်တဲ့အခါမှာဆရာလို့ခေါ်တယ်စင်စေโอเคနောက်တစ်ခါကာကုစေစေရပါလေစေတန်ရှည်ဆွဲသွားတယ်ကတ်စေကျောင်းသားသို့မဟုတ်ကျောင်းသူခိုင်နိုင်တဲ့ပေါင်းတော့ခိုင်ရှိနေတဲ့ပေါင်းတော့ရှာဤနဲ့ဦးနဲ့ပေါင်းတော့အင်းခိုင်ရှာအင်းအားကြောင့်အတန်အဓိကဒါကြက်စီကျင်တော့ခိုင်ရပါတယ်နော်လေခါနဲ့ဤနဲ့ပေါင်းတော့ရှာကရှိနေရတဲ့ပေါင်းတော့ရှာဤနဲ့ဦးနဲ့ပေါင်းတော့အင်းလို့တည်ပြီးတော့မှရေးလဲကြက်တယ်အတန်လည်းလို့ထွက်ကြက်တယ်ဆိုရင်တော့ဆွဲမြဲပြီးပြင်မှာချရေးလေမှန်နေမှာနော်ခိုင်ရှာအင်းကမ္ပဏီဝန်ထမ်းဂီခီယိုဒါကိုဒီနော်ဂီဦးနဲ့ပေါင်းတော့ဂင်းဂင်းခေါ်ဦးနဲ့ပေါင်းတော့ခေါ်ဂင်းခေါ်ဤနဲ့ဦးနဲ့ပေါင်းတော့အင်းဂင်းခေါ်အင်းဘန်ဝင်နန်းဘာမှလုံးနေလူတွေကိုဂင်းခေါ်အင်းနောက်တစ်ခါဤရှိနေရတဲ့ပေါင်းတော့ရှာဆရာဝန်ခဲနဲ့ဦးနဲ့ပေါင်းတော့ခင်းခီနဲ့ယူနဲ့ပေါင်းတော့
နဲ့ပေါင်းတော့ Q King Q ရှိနေရတဲ့ပေါင်းတော့ ရှ King Q ရှ K Q ရှ King Q ရှ King Q ရှပါလေသူရေတနာပညာရှင်ဒါနဲ့ဤနဲ့ပေါင်းတော့ dai ကခဒိုင်ကခဒိုင်ကခဒိုင်ကခတက္ကသိုလ်ဒီချိန်မှာအတန်တော့အတန်ရဲ့ကိုရေးတဲ့အတန်နဲ့ခါလဲတသားလေးကြောက်ဖို့အရေးကြီးပါတယ်เนาะအဲ့တော့ဒါဤဒိုင်ကခကားတွေဒါကုန်းပါမယ်ကိုသိရဲ့ခဒိုင်ကခဟာလေတက္ကသိုလ်ဟီယိုဒါကိုဒီနော် B နဲ့ရတဲ့ပေါင်းတော့ဗျောနဲ့ဥနဲ့ပေါင်းတော့ဗျောဤနဲ့ဥနဲ့ပေါင်းတော့အင်းဗျောအင်းစေယောစေကန်ဗျောအင်း B နဲ့ရတဲ့ပေါင်းတော့ဗျောဥနဲ့ပေါင်းတော့ဗျောဤနဲ့ဥနဲ့ပေါင်းတော့အင်းဗျောအင်းစေယောစေကန်ဒါဒေဒါရဲ့ရေဒါရေဘေဒုဒိုနာတာတိုဒါကွန်ဒီနော်ဒိုနာတာဘေပုဂ္ဂိုလ်ဒိုနာတာဘေပုဂ္ဂိုလ်ဒိုနာတာနဲ့ဒါရင်းနဲ့ရှိရင်ဒိုနာတာကပုံပြီးရင်ကြီးတယ်အာနိုဟီတိုနဲ့အာနိုခတာနဲ့ရှိရင်အာနိုခတာကပို့ပြီးတော့မှရင်ကြီးပါတယ်နောက်တစ်ခုကနာနန်စာဤဆိုင်နန်ဆိုင်နာစာဤနာစာဤနန်ဆိုင်ဘယ်နှစ်လဲအသက်ဘယ်လောက်လဲဒါအတူတူပဲဘယ်နှစ်လဲအသက်ဘယ်လောက်လဲအိုဤခုစအိုဤခုစအိုဤခုစဆိုရင်အသက်ဘယ်လောက်လဲနန်ဆိုင်ဒက်စကာလို့ပဲမေမေဒါဒက်စကာဆိုတာဖြစ်သလားပြောတာနော် sorry မရှင်းတာရှိရင်တောင်းပန်ပါလေနန်ဆိုင်ဒက်စကာဆိုတာမိကုန်နော်နန်ဆိုင်ဒက်စကာဆိုလေအသက်ဘယ်လောက်လဲပဲအိုခုစုဒက်စကာဆိုလေအသက်ဘယ်လောက်လဲပဲတို့ပေမဲ့တခုသတိထားမှာကတော်များများကတော့ကိုယ့်ရဲ့အသက်ကိုမေးတာကိုမကြိုက်ကြပါဘူးခင်ဗျာအဲတော့ဒါလေးကတော့ဒီမှာမဖြစ်မနေဘူးလို့ထည့်ထားပေးမယ်လို့ကိုကမေးဖို့မေးမယ်ဆိုရင်တော့အသက်မေးတာတော့ဖြစ်မနေမမေးလေကောင်းလေပဲကြလို့မေးပြမှမေးမယ်ဆိုရင်နောက်ဆုံးမှမေးပါဗျာနန်းဆိုင်အသက်ဘယ်လောက်လဲအိုခုစုအသက်ဘယ်လောက်လဲဟုတ်ပြီအဲဆိုရင်နောက်ဆုံးအတန်ဖွင့်ထားပြီးတော့မှနားတော့မယ်ဆိုတော့ရအောင်ကျွန်တော်တစ်လုံးကြီးဒီတစ်ခါပြန်ပြောတော့မယ်နော်ဝါတာရှိကျွန်တော်ကျမအနာတာတင်ခမအာနိုဟီတိုအဲဒီ